ဇွဲရှိသောပရွက်စိတ်ငယ်လေးနီနီရှေးရှေးတုန်းကတစ်ပင်ကြီးတစ်ပင်ရဲ့အောက်ခြေမှာပရွက်စိတ်အုပ်စုကြီးတစ်ခုနေထိုင်ကြပါတယ်။အဲ့ဒီထဲမှာနီနီလို့ခေါ်တဲ့ပရွက်စိတ်လေးတစ်ကောင်ရှိတယ်။နီနီကတခြားသူတွေထက်ကိုယ်လုံးသေးပေမဲ့စိတ်တက်ကတော့အရန်ခိုင်မာတာပေါ့။ကြီးမားသောစိန်ခေါ်မှုတနေ့မှာနီနီဟာအစာရှာထွက်ရင်လူတွေစားချင်းချန်ထားတဲ့ပေါင်မုံစိတ်လေးတစ်စိတ်ကိုတွေးလိုက်ရတယ်။အဲ့ဒီပေါင်မုံစိတ်ကနီနီထက်10 ဆလောက်ပိုကြီးနေတာပေါ့။ဒါကိုငါအိမ်ကိုအရောက်တည်သွားမယ်ငါတငယ်ချင်းတွေအားလုံးဘိုင်းဝဝစားရတာပေါ့လို့နီနီကတွေးလိုက်တယ်။ပထမအကြိမ်စူးစမ်းမှုနီနီကပေါင်မုံစိတ်ကိုကြောပေါ်တင်ပြီးတဲဖို့စူးစမ်းတယ်။ဒါပေမဲ့ခြေလမ်းနှင်းငယ်လျှောက်ပြီးတာနဲ့ပေါင်မုံကအရန်လေးတာကြောင့်အောက်ကိုပြုတ်ကျသွားတယ်။ဘေးကဖြတ်သွားတဲ့နှံကောင်ကဟာနီနီယာမင်းကတေးသေးလေးနဲ့ဒါကိုဘလို့မှတဲနိုင်မှာမဟုတ်ဘူးအလကားအပင်ပန်းမခံပါနဲ့လို့လှောင်ပြီးပြောသွားတယ်။ဇွဲရှိခြင်းဤအစွမ်းနီနီကတော့စိတ်မပြတ်သွားပါဘူးငါဖြည်းဖြည်းချင်းတည်ရင်ဖြစ်မှာပါလို့ပြန်ပြောလိုက်တယ်။ဒုတိယအကြိမ်ပေါင်မုံကိုနည်းနည်းချင်းကြိုက်ဖက်ပြီးတဲကြည့်တယ်နည်းနည်းတော့ခရီးရောက်လာပေမဲ့လမ်းမှာမြောင်းငယ်လေးတစ်ခုကခံနေပြန်ရောနှစ်တတိယအကြိမ်နီနီကလက်မလျှော့ပဲမြောင်းကိုကြော်နိုင်မဲ့လမ်းကြောင်းအစ်စ်ကိုရှာတယ်ခဏနာပြီးအားမွေးတယ်ပြီးတော့ပြန်တယ်သူငွေးထားတဲ့ဇွဲကြောင့်နာရီပေါင်းများစွာစူးစမ်းပြီးတဲ့နောက်မှာတော့ပေါင်မုံစိတ်ကြီးဟာပရွက်စိတ်တွင်းဝကိုရောက်ရှိသွားပါတော့တယ်ပျော်ရွှင်စရာရလက်နီနီရဲ့တငယ်ချင်းတွေဟာအစာပုံကြီးကိုမြင်ပြီးအယံဝမ်းသာသွားကြတယ်နီနီမင်းတကယ်ကိုတော်တာပဲမင်းရဲ့ဇွဲကြောင့်ငါတို့အားလုံးဘိုက်ဝရပြီလို့ချီးကျူးကြတယ်စောစောကလောင်ပြောင်ခဲ့တဲ့နှံကောင်တောင်ရှက်သွားပြီးနီနီကိုလာတောင်းပန်ရပါတော့တယ်ပုံပြင်လေးရဲ့သင်ခန်းစာဘလောက်ပဲခက်ခဲတဲ့အလုပ်ဖြစ်ပါစေလက်မလျှော့ပဲဇွဲရှိရှိစူးစမ်းမယ်ဆိုရင်တနေ့မှာမူးချအောင်မြင်ရမှာဖြစ်ပါတယ်ကလေးတွေကိုဒီပုံပြင်လေးပြောပြရင်ဖြည်းဖြည်းချင်းစူးစမ်းတာဟာမစူးစမ်းတာထက်အများကြီးပိုကောင်းတယ်ဆိုတဲ့အချက်လေးကိုသင်ပေးလို့ရပါတယ်ခင်ဗျာ